ကျွန်တော်စင်ကာပူမှာပေါ့ဗျာဒီ Shopee တို့ Lazada တို့လိုမျိုး online application တွေကနေပစ္စည်းဝယ်ပြီးတဲ့အခါကိုကသဘောမကျတဲ့အခါပြန်ပြီးတော့ return ပြန်လုပ်ချင်တဲ့အနေအထားမျိုးမှာပေါ့နော်သူတို့ရှိကိုကိုယ့်ရဲ့အိမ်နီးနားမှာရှိတဲ့ logger တွေကနေပြီးတော့ free ပြန်ပို့လို့ရပါတယ်ခင်ဗျlogger တွေကတော့အခုလိုမျိုး big logger ဖြစ်ကြမှာပဲအများအားဖြင့်တော့အဝါရောင်လေးရှိကြတယ် application ထဲမှာတော့ return method ကိုအခုလိုမျိုး drop or ရွေးထားရပါမယ်အဲ့လိုမျိုးရွေးပြီးပြီဆိုရင်တော့ဖုန်းထဲကို SMS တစ်စောင်ဝင်လာပါမယ်အဲ့ဒီ SMS ထဲမှာတော့ကျွန်တော်တို့ logger မှာထည့်ရမယ့် pin ရယ် parcel tracking number ရေးထားဖြစ်ပါတယ်ပစ္စည်းပို့မှာဖြစ်တဲ့အတွက်ကျွန်တော်တို့ send parcel ကိုရွေးပါမယ်အဲ့ဒါဆိုရင်တော့သူကဒုတိယတစ်ဆင့်မှာ parcel ရဲ့ pin number ကိုတောင်းပါမယ်ဖုန်း message တွေက pin number လေးကိုရိုက်ထည့်ရပါမယ်နောက်တစ်ဆင့်မှာတော့ကျွန်တော်တို့ tracking number လေးရိုက်ထည့်ရပါမယ်ပြီးရင်တော့ကျွန်တော်တို့ရဲ့ဖုန်းနံပါတ်လေးရိုက်ထည့်ရပါမယ်ဖုန်းနဲ့ကို OTP ကုတ်လေးပေးပို့ပါလိမ့်မယ် OTP ကနန်း6လုံးလေးရိုက်ထည့်ပြီးတာနဲ့ logger သူ့လိုပွင့်လာပါလိမ့်မယ်ပွင့်လာတဲ့ logger ထဲမှာကိုပို့ချင်တဲ့ parcel လေးကိုထည့်ပြီးတာနဲ့15စက္ကန့်စောင့်တာနဲ့ကျွန်တော်တို့ပြန်ပို့တဲ့ process လေးအားလုံးပြီးဆုံးပါပြီအဲ့ဒါပြီးရင်တော့ application ကနေငွေပြန်အမ်းပါလိမ့်မယ် refund process အောင်မြင်ပါပြီ